တင်းတင်းတော့ပတ်စံကျဲပါပြုခဏလေး ကောင်မဲအဲ့တဲ့ရှစ်သိန်းနဲ့နှစ်ဆောင် မြို့ခဏပဲကတိုင်းတာ ကိုလည်းပတ်စံမင်းသားလေးကပြီးတော့ဝမ်းတာပါတယ်စိတ်သိပြရတော့ အပြီးပြီးသားပြီးပြီးသားဟာ ဟေးကျဲတော့မယ်ကျဲ ဟာလေမအဖေရောအဖေကျမ်းမာရင်မကောင်းဘူးလေအဖေကျမ်းမာရင်အဖေကျမ်းမာရင်မကောင်းဘူးလေဒီပတ်စံကျတော့လွတ်နိုင်တယ်လားဆက်ကိုကျင်းပလိုက်တာ တကယ်နော်မင်းသားအားရပါကျဲတာ တသိန်းကို အဲ့တော့မှတော့ပတ်စံ တထောင်းနဲ့နေဒီကျဲလိုက်တာတထောင်းနဲ့နေရှင်း တထောင်တန်းတထောင်တန်း နေပုံပြောရတယ်ကွာဒီလူထင်ကြီးတော့ ကဲကြတော့ မင်းသားသိခါနေနေတာ ဒီကိုချောင်းနေကောင်လာပြီကဲဒီလေးတွေ6ယောက် အဖေလူကမနေရလား ဟာမင်းလည်းပြောရင်လို့ပြောတာမဟုတ်တည်းရွေး အဖေကတည်းကရတယ်မျက်စိမမြင်တဲ့လူကတည်းကမှမရဘူး ရမလား ဟိုမှာဖေးဆံမို့လေတည်းပြားမှမရဘူးမထားရနော်ဖွေးချီချာရတဲ့ညလာကြည့်ဦးမလား ဒီမှာ တကယ်နော်ဒီနေ့အတန်လေးတွေလည်းတိုးသားလို့ပဲဆိုင်အတန်တိုးသွားတယ်အတန်တိုးနေတယ်အင်ဂျီလာကြမှာနော် အဲ့ဘောလား လာကြည့်လားကိုကိုရင်ဝင်ထဲမှာနေကြည့်အာ